င်္ဂလာပါဒီနေ့တော့ဆောင်းရာသီရဲပေါ့နော်ရာသီစာလေးဖြစ်တဲ့ချမောင်းသီးလေးထောင်စားဖြစ်တာလေးလာပြီးတော့မျှဝေပေးရဖြစ်ပါတယ်ချမောင်းသီးလေးတွေကိုတော့တေချာလေးရေးဆေးပြီးတော့ရေးစစ်ပေးထားမှာဖြစ်ပါတယ်ပြီးတော့ရုပ်သီးထည့်မယ်ပေါ့နော်ရုပ်သီးစိမ်းထည့်မယ်ရုပ်သီးစိမ်းထည့်မယ်ပြီးလို့ရှိရင်ချမောင်းသီးလေးတွေပဲထည့်မယ်ပေါ့နော်ချမောင်းသီးတွေကိုပြောမှဆိုလို့ရှိရင်ဘေးနားကအတက်ကလေးတွေကိုခွာလိုက်လို့ရှိရင်တော့မချင်ဘူးပေါ့နော်အချင်ရောပါတယ်အဲ့လေးကချွဲတယ်ဆိုအဲ့လေးခွာရင်ပိုကောင်းပါတယ်ဆိုတော့အဲ့နေကအချိန်မရလို့မခွာပြစ်လိုက်ဘူးပေါ့နော်ပုံမှန်ဆိုရင်တော့ခွာပါတယ်နော်ပြီးရင်ငပီလေးတွေကိုစိမ့်စမ်းငပီကိုပေါ့နော်မိခင်ထားလေးထည့်မယ်အရသာတက်ကိုတော့ဟင်းချုံမုံထည့်မယ်ပေါ့နော်စားလေးနည်းနည်းထည့်မယ်ပြီးရင်ပစုံချောင်းလေးနည်းနည်းထည့်မယ်ပေါ့နော်ပစုံချောင်းကမထည့်လဲရတယ်ပေါ့နော်ထည့်ရင်တော့ပုတ်ပြီးတော့စားကောင်းတာပေါ့နော်အဲ့ဒီအခုလိုမျိုးလေးဖတ်လို့လည်းဖြစ်ပြီးဆိုလို့ရှိရင်တော့ပါပြီရရင်ကျင်ညံ့ညောင်းတော့မထောင်ဘူးပေါ့နော်ထောင်ပြီးပတ်စံနဲ့ထောင်လည်းရပါတယ်ညီမဆန်နဲ့ဆိုလို့ရှိရင်တော့ငပိနေရာမှာထည့်လို့ရပါတယ်ပြီးရင်တော့အပေါ်ကနေပြီးတော့ပဲစီမွေးမွေးလေးဆန်းလိုက်ပါတယ်သိကြနေပြီကျေးဇူးပါလိုက်လို့စားကြည့်ပါနော်